ဒါကတော့ Minecraft ပါဒါပေမဲ့ကျွန်တော်တို့အတုံးလေးတုံးရှိရကမှာပဲတက်ရှင်သွားမှာဖြစ်ပါတယ်တို့တော့ဘေးပတ်လည်မှာတော့အရန်ကိုစိတ်ဝင်စားစရာကောင်းတယ်လေပေါ်ကျိုးကြီးတွေရှိနေပါသေးတယ်ကျွန်တော်တို့ရနေပြီးတော့ဒီကျိုးတွေကိုတွားပြီးတော့ resort တွေချပြီးတော့ Ender Dragon ကြီးကိုတတ်နိုင်မလားဆိုတာသိရဖို့အတွက် brother တို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလိုက်ပါဒါပေမဲ့ဒီအရာတွေမစခင်မှာတခုခုဖြစ်ခဲ့ပါသေးတယ်Yo baby boss ခင်ဗျားဘာလို့ကျွန်တော်တငယ်ချင်းဂျိုးကြီးကိုဖမ်းထားတာလဲဗျဟုတ်တယ်ကိုလူ No way ကျွန်တော်ဖမ်းထားရလေဘာလို့လဲဆိုတော့ညတငယ်ချင်းဂျိုးကြီးကကျွန်တော်ရဲ့နှုတ်ဘူးလာတော့လေကျွန်တော်ကနှုတ်ဘူးဆိုတော့အဲ့ဟာတခုပဲရှိရောတာဗျစိတ်မကောင်းပါဘူးဗျာအေးအဲ့တော့ခင်ဗျာတငယ်ချင်းကိုကျွန်တော်ဖမ်းထားလိုက်ပြီဗျာ No လုပ်ပေးဖို့လည်းအစီအစဉ်မရှိဘူး Baby boss ရဲ့မလုပ်ပါနဲ့ဗျာကျွန်တော်တက်နိုင်ဆုံးကူညီပါမယ်ဗျာပြန်ပြီးတော့ကူညီလို့ရရင်ခင်ဗျားနဲ့ကျွန်တော်လည်းပေးယူတစ်ခုလုပ်မယ်နောက်ပြီးကြမှာပြောကြတာပေါ့အခုရင်တော့ခင်ဗျားရဲ့တငယ်ချင်းကိုတွားကြည့်ပြီဟုတ်ကဲ့ပါ baby boss ရာတွားကြည့်လိုက်အောင်မကျွန်တော်ဟဲ့ဂျိုးကြီးမင်းကွာမင်းဘယ်လိုလုပ်လိုက်တာလဲကွာငါ့ကိုနည်းနည်းပါတေချာရှင်းပြပါအောင်မင်းဘယ်လိုတောက်လိုက်လို့မင်းဒီလိုဖြစ်သွားတာလဲဟာနည်းနည်းပါးလေးကွာမင်းကိုဘကိုထင်းမအောင်ကွာခလေးနှုတ်ဘူးဘယ်လိုလူတောက်တာလဲဖြစ်ပုံကဒီလိုကွာမင်းငါတိတ်ပြီးတော့အဆူနဲ့ကွာငါဖြစ်ပုံပြောပြမယ်တနေ့မှာငါကဟာကွာဂူတော်ကလည်းရှုပ်ရှက်ခတ်နေရပဲကွာချင်းရတာကွာဒီချင်းလေးတာကွာပဲနိုးအေးလေးတောက်လိုက်ရရင်ရှယ်ပဲနေမှာပဲကွာဒီချက်ထဲမှာပါရှိလဲမသိဘူးယိုးဒီမှာနှုတ်ဘူးရှိဟာ baby mix တဲ့ငါကလေးနှုတ်မတောက်ရတော့တော်ကြပြီယိုး let's take it တော်ရရချင်းပဲပေါ့မျိုးအိုးတောက်လို့ကောင်းလိုက်တာကွာရှယ်ကြီးကွာယိုးဟာကွာMy boss တီးပြန်သွားလိုက်အောင်မယ်အဲ့နဲ့ပဲငါ့ကိုဝိုင်းဖမ်းပါလေရောဟေ့နိုးတော့တဲ့ကောင်မပြေးနဲ့ရဆိုပြီးတော့ငါ့ကိုဖမ်းလိုက်ကြတာပေါ့ကွာ Okay တားကြီးဘာမှစိတ်မပူနဲ့ရငါအောင်မညှိနှိုင်းချက်လေးတက်လုပ်ပြီးလိုက်ငါလည်းငငယ်ကနှုတ်ကြိုက်ခဲ့တာပါပဲကဲ baby boss ကျွန်တော်ဘာလုပ်ပေးရမလဲမင်းကငါရဲ့တပည့်ချပူးစီကိုလွှတ်လိုက်မယ်မင်းအဲ့ဒီစီကိုရောက်အောင်သွားလိုက်အဲ့ဒီမှာမင်းအတွက်လေ surprise တခုရှိတယ်အဲ့ဒါပြီးတော့မင်းကိုလောက်ခိုင်းမဲ့ challenge လဲအဲ့ဒီကောင်ပြောပြလိမ့်မယ်ကဲအဲ့ဒီကောင်ကြီးတွားပါတော့ Okay ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ baby boss baby လို့ပြောတာနော် Okay baby boss ဟေ့ငါအတွက် diamond တွေယူခဲ့တော့ဟုတ်ကဲ့ပါသွားလိုက်ပါအောင်ဝင် See ya baby boss နောက်မှတွေ့မယ်ဟိုကောင် baby boss ဆိုရဲပြောတဲ့ကောင် तू ပြောတဲ့ तू တပည့်ဆိုတာဘယ်သူလဲတော့မသိဘူးOh ဒီကောင်လေးပြင်မယ်။ညာမင်းကငါဆရာလှုပ်လိုက်တဲ့ Danny ဆိုတဲ့တယောက်လား Of course bro ဟုတ်တာပဲကျွန်တော်ပဲလေ။အေးမင်းလုံးရတဲ့ mission တွေမှာကျွမ်းနေ။ညာငါပြောတိချာနားတော့ဟာဒီထဲဝင်ရအောင်မလား။ညာငါပြောတစ်ချက်လောက်နားထောင်မင်းကလေခဏလုံးနေကြလူမျိုးနဲ့မတူဘဲနဲ့မင်းကဒီလိုမျိုး one block ပေါ်ထဲမှာမင်းကစပွန်ရမှာကွာ။မင်းစဉ်းစားကြည့်ကွာ။အဲ့ဒါလွယ်တယ်လို့ထင်လား။အဲ့ဒီကဘာကြီးထဲမှာမင်းငကားတစ်ကောင်တက်ပြီးတော့Diamond full အမှလုပ်ပြီးရမှာကွာမင်းပေါ့ရမလား Wait what 1 block ကပါပေါ့လေ No ကျွန်တော်လုံးနိုင်မှာမလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ဂျိုးကြီးအတွက်ဆိုရင်တော့စူးစမ်းပေးရမှာပဲကဲအဲ့ဒါဆိုခမ ्या ပြောတဲ့အတိုင်းကျွန်တော်တို့ပြန်လာခဲ့မယ်နော်စောင့်နေပါပီနီနီချလာဘူ Yo let's go ကျွန်တော်ရောက်လာပြီ Yo 1 block ဆိုတာပြင်မှာလည်းမသိ Yo တော်တော်လေးဟောမိုက်တယ်ကျွန်တော်တိမ်ပေါ်မှာရောက်နေတာပေါ့နော်ကဲကျွန်တော်နောက်မှာရှိရဲ့ star ဆိုတဲ့စလုံးလေးကျွန်တော်နှိပ်လိုက်တော့မှာပေါ့နော် Okay 1 2 3 let's go Yo 1 block ကပါကြီး No way ကဲကျွန်တော်ဒီ block လေးတူးပြီးတော့ဘေးနားမှာကားရမယ်ပေါ့နော်အဲ့နဲ့ပဲကျွန်တော် block တွေတူးနေခဲ့ပါတယ်အဲ့နဲ့ပဲကျွန်တော်တစ်သားရတော့ crafting table တခု craft ခဲ့ပါတယ်အဲ့ပြီးတော့ကျွန်တော် hay bale တွေကိုလည်းရခဲ့ပါသေးတယ်အဲ့နဲ့ပဲကျွန်တော်ဆက်ပြီးတော့ mining ခဲ့ရပေါ့နော်ကျွန်တော်တို့ဟိုကျိုးလေးစီတွားရမှာအဲ့နဲ့ပဲကျွန်တော် block ရေးစိတ်ပြီးတော့ဟိုဘက်ချောင်းတွားခဲ့ပါတယ်အဲ့မှာကျွန်တော်ရှိသမျှ block တွေအကုန်လုံးထုတ်သုံးပြီးတော့ဟိုဘက် islands တခုရအောင်ကျွန်တော်တွားခဲ့ပါတယ်အဲ့မှာကျွန်တော်အဲ့ဒီမှာရှိတဲ့နေရာကျွန်တော်တွားခဲ့ပါတယ်ကျွန်တော်ဒီ islands မှာအရင်ကျန်တဲ့ပစ္စည်းရခဲ့ပါတယ်ယောကျွန်တော် iron တွေရော diamond တွေရော golden apple let's go ကျွန်တော်အများကြီးရခဲ့တယ်ပေါ့နော်ယောဒီမှာလည်းနောက်တဲ့ diamond တွေ iron တွေအသားတွေ let's goနေပဲကျွန်တော် iron axe တွေ iron sword တွေ shovel တွေလုပ်ပြီးတော့ကျွန်တော်တခြားကျွန်းသွားဖို့အတွက်မြေကြီးတွေလိုက်တူခဲ့ပါတယ်
ကဲကျွန်တော်ပုံမှန်ကျုံးစီရောက်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ1 block wall တွေက1 block ကျုံးလေးကနေဟိုဘက်သွားမယ်ပေါ့နော်desert နေရာသွားမယ်โอเคကျွန်တော်ညဘက်ရောက်လာပြီပေါ့နော်ကျွန်တော်အိမ်ထဲမြန်ဝင်မှရမယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အိမ်မှာပစ္စည်းတွေရခဲ့ပါသေးတယ်ယိုအသားတွေအချရင်ကိုရင်အပေါ်တွေလည်းရခဲ့ပါသေးတယ်အဲ့ပြီးတော့ကျွန်တော်တို့ဒီမှာ zombie ကိုလည်းလိုက်တုတ်တင်လိုက်ပါသေးတယ်အဲ့နဲ့ပဲကျွန်တော်တို့ဟိုဘက်တစ်ချမ်းသွားမယ်ပေါ့နော်โอเคကျွန်တော် armor တွေဝတ်လိုက်ပါပြီကဲဒီမှာတော့ monster တွေကျွန်တော်မလာခင်ကျွန်တော်ဖိတ်ကုန်နေပါတယ်ယော့အဲ့နဲ့ကျွန်တော်တွန်းချလိုက်ပါတယ် No way အဲ့နဲ့ပဲကျွန်တော်မော်ရီရဲ့လက်ကနေရောပြေးခဲ့ရပါသေးတယ် No way မလိုက်လာနဲ့အဲ့နဲ့ပဲကျွန်တော်အိမ်ထဲကိုအမြင်ပြေးဝင်လိုက်ရပါတယ်အိမ်ထဲမှာကျွန်တော်တို့အဲ့ရရှိရပေါ့နော် chest ကတော့ဘာမှမရှိပါဘူးကျွန်တော်ဒီမှာအိတ်လို့မရဘူးပေါ့နော်ဟိုမှာဟိုအကောင်ကြီးရှိနေလို့အဲ့ကောင်ကျွန်တော်အရင်ဆုံးတုတ်တင်ရမှာပေါ့နော်ယော့ okay ကျွန်တော်အိတ်လို့ရပြီအဲ့နဲ့ပဲကျွန်တော်နောက်နေ့မနေ့ရောက်တော့မော်ရီကိုကျွန်တော်လိုက်ရှင်းခဲ့ပါတယ်ရှင်းပြီးတော့ကျွန်တော်တို့ chill တစ်ခုလုပ်ခဲ့ပါတယ်ဒိုင်းကတစ်ခုလုပ်ပြီးတော့ကျွန်တော်ဟိုဘက်ကူထဲဝင်ကျင်ပေါ့နော်အဲ့နဲ့ပဲကျွန်တော် diamond တွေလည်းရခဲ့ပါသေးတယ် let's go yo နောက်ထပ်ရသေးတယ် oh my god ကဲကျွန်တော်တို့ diamond တွေလည်းရပါပြီကျွန်တော် armor လေးဝတ်လိုက်မယ်ကဲ full iron armor မဟုတ်ပေမဲ့ကျွန်တော်အဲ့မှာဟိုဘက်ကန်သွားဖို့အတုံးတွေမရှိတဲ့အတွက်ကြောင့်ကျွန်တော်အတုံးတွေလည်းဆက်မိုင်းခဲ့ပါသေးတယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကျွန်းသွားခဲ့ပါသေးတယ် let's go ယော okay ကျွန်တော်အဲ့ဒီမှာလည်းကျွန်တော်တစ်သားကြီးခုတ်ခဲ့ပါသေးတယ်ကျွန်တော်အိမ်ထဲဝင်တာဗီဒီယိုတစ်ခုလည်းတွေ့ခဲ့ပါတယ်အဲ့ပြီးတော့ yo enchantment of golden apple let's go ကျွန်တော်အဲ့ဒါလေးအသုံးဝင်နေပါတော့ကဲကျွန်တော်ဟိုဘက်ကန်သွားမယ်ပေါ့နော်ဟိုဘက်ချုံသွားမယ် okay let's go ကျွန်တော်သွားလိုက်အောင်အဲ့နဲ့ပဲကျွန်တော်ဟိုဘက်ကျွန်းရောက်တဲ့ခါကျတော့ကျွန်တော်တို့နည်းနည်းပါစူဇန်လေးလာမှုတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဘာရှိရဆိုတော့ကျွန်တော်ဖားတွေရှိပါတယ် yo frogs တွေရှိတယ်ကျွန်တော်အိမ်မှာ chest ထဲမှာကျွန်တော် golden apple တွေရခဲ့ပါတယ်ကျွန်တော်လေကားပြက်နေလို့ကျွန်တော်အတုံးဆင့်ပြီးတော့ပဲတက်လိုက်ပါတယ်ပေါ့နော်ဟိုကျွန်တော်အပေါ်မှာဘာရှိမလဲမသိဘူး yo chest တော့ no way bro yo diamond တပုံကြီးဟာ let's go ကျွန်တော်ဂျိုးယူတော့ကျွန်တော်ကဲနိုင်တော့မယ်ပေါ့နော် let's go အဲ့ဒါပဲကျွန်တော်ညဘက်ဝရဏမှာလည်း chill လိုက်သေးပါတယ် yo နောက်တစ်ထပ်တွေးပြန်ပြီ let's go အချက်တမဟိုဂိုရန်အပ်ပဲကျွန်တော်ငကားနဲ့ချရင်တော်တော်သုံးဝင်ပါတယ်ကျွန်တော်ဒီမှာ diamond ရထပ်တွေးရပါတော့ကဲကျွန်တော်ဒီမှာပဲအိတ်လိုက်တော့မယ်မျိုးကျွန်းတို့အဲ့နဲ့ကျွန်တော်အိတ်ကျွန်းလိုက်ရဒီ zombie လေးတွေတော့နှစ်သက်ခဲ့ပါသေးတယ်နောက်ပြီးကြတော့ကျွန်တော်တို့တွားဖို့မြေကြီးရေလိုရဆိုတော့ကျွန်တော်မြေကြီးရေထမိုင်းခဲ့တယ်ပေါ့နော်မိုင်းတာ let's go အဲ့နဲ့ပဲကျွန်တော်ဟိုဘက်နောက်တစ်ကြိမ်ကျွန်တော်သွားပါမယ်ပြုတ်ကြမှာဆိုရတော့ကျွန်တော်တဖြည်းဖြည်းချင်းပဲဘလော့ဟိုက bridge လုပ်ပြီးသွားတာပေါ့နော်ဒါကတော့ကျွန်တော် metro island ပဲဖြစ်ပါတယ် let's go ကျွန်တော်အပေါက်ပြင်ထားမှမသိ okay let's go တွေ့ပြီဒီထဲမှာဘာရှိမလဲမသိyo နောက်ထပ် diamond တွေကျွန်တော်ဒီမှာ diamond တွေတော်တော်များတယ်ပေါ့နော် okay ကဲကျွန်တော်ငကားကိုတမတ်မရှင်းမပြီးသေးဘူးဆိုတော့ကျွန်တော်ပြန်လို့မရသေးပါဘူး yo ကျွန်တော်ဘယ်ဘက် island သွားရင်ကောင်းမလဲ okay ကျွန်တော်ဒီဘက် island မှာသွားတော့မယ်ပေါ့နော်ဘယ်ကျွန်တော်သွားရအောင် let's go ဒီဘက် island ကျွန်တော်ထင်ထားတာပထမဆုံးကdesert လို့ထင်ထားတာဘယ်ဟုတ်မလဲဒါဟွာကြီး Stone Ocean ချိုးလိုက်အောင်ကွာငကားတော့တက်ရတော့မယ် yo ကျွန်တော် netherite armor တွေ let's go အဲ့ဒါပဲကျွန်တော်အိမ်ပြန်လာပြီးတော့လိုအပ်တဲ့ flint and steel ကိုကျွန်တော်ခြာခဲ့ပါတယ်မြစ်ပေါ့နော်ပြောရမယ်ဆိုတော့ကျွန်တော် nether ထဲကိုအရင်သွားပြီးတော့ဟိုကလောက်ရမှာပေါ့နော်မျက်လုံးခွဲရမယ်အဲ့ဒါပဲကျွန်တော်ဒီညတော့ဒီမှာပဲအိတ်လိုက်တော့မှာပေါ့နော်နောက်နေ့မနေ့ကျတော့ကျွန်တော် gravel ကိုတူးလိုက်တဲ့အခါမှာကျွန်တော်ရပြီပေါ့နော် flint and steel အဲ့နဲ့ပဲကျွန်တော်မသွားသေးတဲ့ကျွန်တော်သွားပါတယ် okay ဒါဘာအိမ်လေးလဲမသိဘူး
ထဲမှာတော့ဘာမှမရှိဘူးတင်တယ်။ယောအချန်တမန်ဂိုရန်အပယ်အဲ့ဒါကြီးကတော်တော်လေးကိုစွာအားထားတာပေါ့နော်။ Okay ဒီထဲမှာမရှိဘူး။ယောနောက်ထပ်တစ်လုံးသားတွေလည်းရခဲ့ပါသေးရဲ့ကျွန်တော်နောက်ထပ်တစ်လုံးကျွန်တော်ရခဲ့ပါသေးတယ်။ဒီနေရာလေးကတော့တော်တော်လေးနေကျင်စရာကောင်းတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဂျိုးယူသွားခဲ့ရအောင်မယ်။ယောစောက်စင်လေးရှိရ။ကျွန်တော်အတုံးလေးရောမလောက်တော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်အတုံးလေးထမိုင်းခဲ့ပါတယ်။မိုင်းထားဒရုန်းချင်းဒီမိုင်းအဲ့ဒါနဲ့ကျွန်တော်တို့ high jump ဒီလောက်လိုက်မယ်1 2 3 let's go ကဲကျွန်တော်ငကားတက်ရတော့မှာပေါ့နော်ငကားမတက်ခင်မှာကျွန်တော်ငကားပြည့်သွားဖို့မျက်လုံးလိုပါတယ်โอเคကျွန်တော်အဲ့ဒါကြီးလိုက်ရှာမယ်ပေါ့နော်ဒီမှာ obsidian ကျွန်တော်တွေ့ပြီဒီကနေပဲကျွန်တော်မိုင်းလိုက်ရအောင်โอเคကျွန်တော် diamond pickaxe နဲ့မိုင်းမယ်Obsidian မိုင်းနေနဲ့ကျွန်တော်ပြောချင်တာတခုကကျွန်တော် channel လေးကို subscribe လုပ်ရသည် subscribe လုပ်ခဲ့ပြီကိုကျွန်တော်တောင်းဆိုချင်ပါတယ်အဲ့ဒီပဲကျွန်တော် portal လုပ်ဖို့အတွက်လာခဲ့ပါတယ်ကျွန်တော်အဲ့မှာစမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါသေးတယ်ဒီမှာအဲ့ရဘုံပေါက်လာဆိုတာ no မပေါက်ဘူး let's go ကျွန်တော်အဲ့လိုရရပါတော့အဲ့ဒါကျွန်တော် respawn by ဆက်လိုက်မယ်ဒီမှာ okay တကယ်လို့တည်မြန်းသွားခဲ့ရင်ပေါ့ကျွန်တော်ဒီမှာ portal တစ်ခုလုပ်လိုက်ပါသေးတယ်โอเคညရောက်ပြီဆိုတော့ကျွန်တော်အိတ်လိုက်တော့မယ်နောက်နေ့မနေ့ရောက်ကြမှာတော့ကျွန်တော်ပေါ်တယ်ထဲကိုသွားတော့မယ်ပေါ့နော်နေတာထဲကျွန်တော်ဒိုးကြပါမယ်နေတာထဲမှာဒီလိုပဲဖြစ်နေမလားမသိယိုးနေတာထဲမှာပုံမှန်ပဲဟာโอเคအဲ့ဒါနဲ့ကျွန်တော်ဂိုရန်အပယ်အရင်ဆုံးစားမယ်ကျွန်တော်အကျန်းတော့ခံသွားပြီပေါ့နော်အဲ့နဲ့ပဲကျွန်တော်အိမ်မှာအန်ဒါမင်းလည်းတက်ခဲ့ပါသေးတယ်အန်ဒါဘယ်ဒီကတိတ်မရဘူးပေါ့နော်โอเคရပြီ no ဒီကောင်ကမချပေးဘူးဗျအဲ့နဲ့ပဲကျွန်တော်အန်ဒါမင်းနေအကောင်လုံးစမုံတုံးပေးလိုက်ပါတယ်ကြားလာပြီ let's go ဒီကောင်ရဲ့ဘလူးလေအဲ့မှာကျွန်တော်ပစ်ကလင်တစ်ကောင်နဲ့လည်းတွေ့ခဲ့ပါသေးတယ်သူနဲ့က तू ကမ trade ရှင်ဘူးဗျအဲ့နဲ့ကျွန်တော်ရီတော့တဲ့ဘလာဘာကန်နဲ့ပဲတိုးချလိုက်တယ်ယိုဟိုရှိမှာ stone ocean ဟိုပါကြီးဘာလဲ nether fortress let's go ကျွန်တော်ဒီမှာဝင်အောင်ယိုဒီမှာဘာရှိမလဲမသိဘူးအဲ့နဲ့ပဲကျွန်တော်blaze တွေကိုဒီမှာလိုက်ချနေကြတယ်ဗောနော်ယော့ဝါ skeleton တွေကဒီမှာလည်းရှိတယ်ပဲယိုကျွန်တော်ဒီမှာတွေ့ပြီယော့ no အဲ့ဒီကောင်တွေကကျွန်တော်မီးလုံးနဲ့ရှယ်ပြစ်တာပါနော်ဘယ်တော့မှဆိုတော့ okay ကျွန်တော်တခုတော့ရပြီယော့ဝါတိုက်ကြ let's go okay တိုက်ဂျိုးကြီးတော့ကွာယောကျွန်တော်အဲ့နဲ့ပဲကျွန်တော်တို့ blaze roar တွေကိုကျွန်တော်လိုက်စုနေကြရပါတော့ no မင်းဘာဖြစ်နေရလဲမင်းတို့တော့ဘာဖြစ်နေရလဲလို့ဘာဖြစ်နေရလဲပြောကွာ okay ကျွန်တော်ကဲ blaze roar တွေလည်းရပြီဆိုတော့ကျွန်တော်ဥစားပြန်တော့မယ်ပေါ့နော်ကဲဒီမှာနောက်ဆုံးတစ်ခါလည်းကျွန်တော်တက်လိုက်အောင်မယ်ပြောကွာ okay အဲ့နဲ့ပဲကျွန်တော် portal ထဲကနေရပြန်ခဲ့ပါတယ်လာโอเคကျွန်တော်ပြန်ရောက်ပါပြီကျွန်တော် ion ကျွန်တော်ဒီမှာထည့်လိုက်တော့မှာပေါ့နော်ပြန်လုံးလေး yo let's go ကဲကျွန်တော်ငကားသွားတက်ရတော့မှာပေါ့နော် finally အဲ့ဒါပဲကျွန်တော်ဟိုဘက်ချောင်းသွားခဲ့ပေါ့နော်ကျွန်တော်အရင်ဆုံး no ဒီအပေါ်စိတ်မျိုးတက်ရမှာပေါ့နော် okay အပေါ်ရောက်တော့မယ်ဘာဘလော့ရှိသေးလဲကျွန်တော်ရှိသမျှဘလော့ရေအကုန်လုံးစုပြီးတော့ okay ကျွန်တော်ဒီတိုင်းပဲချလိုက်တော့မယ် okay ဘာမှတော့မဖြစ်တော့ပါဘူးတင်တယ် no မငကားကြီးလာပြီက let's go 1 2 3 let's go ယောဘာမှတော့မဖြစ်ပါဘူးအဲ့နဲ့ပဲကျွန်တော်အဲ့လိုမျိုးလိုက်လုပ်နေခဲ့ပါတယ်ယောကွာကျွန်တော်ဒီကနေပဲပြစ်လိုက်ရင်ကောင်းမှမသိမြားနဲ့ကျွန်တော်မြားရှိရယ် no ငကားရကျွန်တော်လာပြီးတော့တိုက်နေ okay 1 2 3 no တော်ဒီလိုပေါ့ကျွန်တော်မှအချင်းလေးကိုရန်အပဲရှိနေတော့ဒီအောင်းနေပဲပြစ်တော့မယ်ယိုးငကားကြီးကလည်းကျွန်တော်ပြစ်တယ်ဟာဟေးယောကွာ
နောက်ထပ်ဘေးမှာရှိသေးလဲဘယ်ကျော်ဒီကနေပြင်ရမှာတဲ့ရောကွာအမမပေါ့ပါဘူးအဲ့တော့မန်းကြီးလာရှုပ်နေတယ်လို့အော်โอเคရောโอเคပေါ့ပါပြီအဲ့တော့မရကောင်တော့လေရောအဲ့နဲ့ပဲအတုံးနေထမိုင်းနေပါလေကဲကျွန်တော်အတုံးနေပြေးစုံရပြီဆိုတော့ကျွန်တော်တွားထပ်ပြီးတော့ဟိုလောက်လိုက်ရအောင်အဲ့ crystal တွေကျွန်တော်တွားပြီးတော့ no ဒီငကားကြီးကတော်တော်လေးအာယုံနောက်လေဟာအေးပြီးမှပြီးကြမှတွေ့မယ်မင်းလားရောရောကွာโอเคပေါ့ပါပြီအဲ့နဲ့ပဲကျွန်တော်လုပ်ငန်းစဉ်အတိုင်းပဲကျွန်တော်ဆက်လုပ်နေကြတယ်ဗောနော်โอเคကျွန်တော်ဒီလောက်ဆိုရပြီဗောနော်โอเคဘလို့ပေးလိုက်မယ်ဒီတန်ခါဖျက်ရမှာ let's go ကဲနောက်တစ်ခုโอเคကိုရံပဲစားရမှာမဟုတ်ရှော့ရလိုက်မယ်ရောကွာlet's go ကျွန်တော်နည်းနည်းပဲကြံတော့ရပါတော့အဲ့နဲ့ပဲကျွန်တော်အဲ့လိုလေးလိုက်လုံးနေခဲ့ပါတယ်ကြည့်ကျွန်တော်ငကားယူတက်မှအချိန်ရောက်ပါဒီကောင်ဆင်းလာတဲ့အချိန်ကျွန်တော်ရမှာအမှန်ကန်ဒါစမ်းမင်းငါ့ကိုခဏတော့ရကောင်တိုက် let's go no ဒီကောင် no ဒီကောင်ရဲ့မီလုံးနေကျွန်တော်ခြောက်မရမယ်။ကျွန်တော်စားရမယ်။စားလိုက်အောင်မယ်။ Okay ကျွန်တော်တွေးမြင်ပြအောင်။ Okay ဒီကောင်ဆင်းလာပြီ။ Yo let's go တိုက် let's go Yo နည်းနည်းပဲကြံတော့တယ် let's go ကျွန်တော်ရပြီကဲနောက်ဆုံးတော့ကျွန်တော်ရိုးကန်နေတော့မှာပေါ့နော်ကဲကျွန်တော်ငကားကြီးတို့တော့ကေးနိုင်ပါပြီကဲကျွန်တော်ထဲဝင်လိုက်ရအောင်ကဲကျွန်တော် overworld တော့ပြန်ရောက်လာပြီပေါ့နော်ကဲကျွန်တော်ဒီမှာ diamond အမိုင်လောက်ပြီးသွားပါပြီ diamond full အမှာပေါ့နော်ကျွန်တော်တို့ baby boss ကိုကျွန်တော်ယူသွားပေးရမှာကဲကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေး subscribe လုပ်ပြီးကျွန်တော်ထပ်မံတောင်းဆိုချင်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ကြိုးယူသွားခဲ့လိုက်အောင်ဂျို let's go အနားမှာဂျိုးယူရောက်နေရဲ့ okay ကျွန်တော်သွားရအောင်ဟာတိုင်းမင်းနေကောင်းလားယိုဂျိုးကြီးမင်းအော်တိုပြရောက်သွားတယ်ကွာမင်းကတော့ကြီးဖြစ်သွားတယ် တထောင်စားရုံနဲ့တူတူချစ်ပလိုက်ရဟဲ့ အေးကဲမင်းတို့ရဲ့ baby boss ကိုဒီမှာပေးလိုက် diamond တွေလို့ ငါပေးလိုက်ပါ မင်းတို့ challenge ကိုလည်းအောင်မြင်ခဲ့တယ်ငါတကယ်ကြီးကပြန်ခေါ်ရတော့မယ် ခေါ်တော့ အေးအဲ့တော့ငါပြန်ခေါ်ရတော့မယ်နော်ကဲတားကြီးအောင်မင်းနောက်ဒီလိုမျိုးမလုပ်ပါနဲ့တော့ကွာ အေးပါကွာတားရငါမလုပ်တော့ပါညောင်ငါမင်းကျေးဇူးတင်ပါတယ်ကွာငါဒီလို ရပါတယ်မင်းရတယ်တကယ်ကြီးရှိနေမေးရမင်းကွာခလေးတို့ကနောက်ဆုံးမလူတောင်းနဲ့တော့ okay လာငါတို့အိမ်ပြန်ကြမယ်သွားမယ်လေ let's go ကဲနောက်ထပ်ပိုင်းနေမှာလဲဂျိုးနဲ့ကျွန်တော်တို့ဘယ်လို create ရမလဲဆိုတာဗရာတို့စောင့်မျှော်ကြည့်ရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်အားလုံးကြည့်ရှုပြီးကြတဲ့တောက်ချင်းကြောင်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဂျိုး let's go